တချင်ကစစ်တလင်းဖြစ်ခဲ့တဲ့နေရာတွေကိုပေါ့နော်ဒေါ်လာဘီလီယံချီတန်တဲ့ဇင်ခံအပန်းဖြည့်စခန်းတွေအဖြစ်ပြောင်းလဲပြမယ်ဆက်အစီအစဉ်တစ်ခုရှိနေပါတယ်ကြားရတာလည်းတင်စိတ်ဝင်စားစရာကောင်းလို့နည်းနည်းလေးထူးဆန်းတယ်မလားကဲဒီအစီအစဉ်နောက်ကမှဘယ်သူတွေများရှိနေလဲပြီးတော့ဘာလို့ဒီလောက်တောင်အငင်းပွားစရာဖြစ်နေရတာလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဒီမှာမြင်နေရတာကတော့အယ်ဘီနီးယားနိုင်ငံကဆယ်ဇန်ကျွန်းပေါ့တချိန်ကဆိုရင်ဒီနေရာဟာစစ်အေးခက်ရဲ့လျှို့ဝှက်စစ်စခန်းတစ်ခုပေါ့ဗျာအခုတော့ဆယ်စုနှစ်တောင်များစွာဒီအတိုင်းပဲစွန့်ပစ်ခံထားတာဒါပေမဲ့များယင်းနှမြုံနှံသူတချို့ရဲ့အမြင်မှာတော့ဒီအပြည့်စီပုံကြီးကတခြားအလားလာတစ်ခုဖြစ်နေတယ်ဗျာကဲစဉ်းစားကြည့်ပါတစ်ဖက်မှာကနေတိုးကဘုံကျွဲခဲ့လို့ပျက်စီးသွားတဲ့ယူဂိုစလာဗီးယားကာကွယ်ဌာနချုပ်အဟောင်းကြီးနောက်တစ်ဖက်မှာတော့အဲ့ဒီနေရာမှာပဲကမ္ဘာအချမ်းသာဆုံးပုံကိုယ်တွေအတွက်စိန်အပြည့်နဲ့အပန်းပြေစရာနေရာတွေစောင့်မယ်တယ်ဒါဟာတမိုင်းကိုငွေနဲ့ပြန်ရေးဖို့စ조사နေတဲ့ဒေါ်လာဘီလီယံချီတဲ့စီမံကိန်းကြီးတစ်ခုပါပဲဟုတ်ပြီဒီလောက်ကြီးမားတဲ့စီမံကိန်းတွေဆိုတော့ပထမဆုံးမေးစရာရှိတာကငွေပေါ့ဗိတ်ဆန်တွေကဘဲကလာမှာလဲနောက်ကမှဘယ်လိုတွေကရင်းနှီးမြှုပ်နှံထားကြတာလဲဆိုတော့ငွေကြေးစီးဆင်းရနောက်ကိုကျွန်တော်တို့တစ်ချက်လိုက်ကြည့်ကြရအောင်ဒီစီမံကိန်းရဲ့အဓိကဇာတ်ကောင်ကတော့ Affinity Partners ဆိုတဲ့ကုမ္ပဏီပါပဲဒီကုမ္ပဏီကိုတည်ထောင်တဲ့သူကတော့လူတိုင်းသိပြီးသားဖြစ်မှာပါသမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့တာမတ်ပြီးတော့သူ့ရဲ့အကြီးအကဲအကြံပေးဟောင်းလည်းဖြစ်ခဲ့တဲ့ Jared Kushner ပေါ့ဒီ Affinity Partners ရဲ့ရန်ပုံငွေကိုကြီးလိုက်တဲ့အခါမှာတော်တော်ထူးခြားတာတစ်ခုတွေ့ရတယ်ဗျဘာလို့ဆိုတော့သူ့ရဲ့ရန်ပုံငွေ69%ကနိုင်ငံခြားကနေလာတာပါ American Company တခုအတွက်ဒါကတော်တော်လေးကိုအံ့ဩစရာကောင်းတယ်ကင်းကင်းနဲ့မယ်ဆိုတော့မေးစရာရှိလာတာကဒီလောက်များတဲ့ပိတ်ဆန်တွေကဘယ်နိုင်ငံတွေကလာနေတာလဲဆိုတာပါပဲကဲယင်းနှမြုံနှံတွေကဘာတူတွေလဲဆိုတော့ကြည့်လိုက်ပါဦးကမ္ဘာအချမ်းသာဆုံးအစိုးရပါရန်ပုံငွေဖာကြီးတွေဖြစ်တဲ့ Saudi Arabia UAE နဲ့ကာတာတို့ပဲဖြစ်နေတာပါဒီနေရာမှာတတိထားမိစရာတစ်ခုကအဲ့ဒီနိုင်ငံတွေအားလုံးဟာ Mr. Kushner အစိုးရတာဝန်ရှိစဉ်တုန်းကသူနဲ့အနီးကလက်တွဲလုပ်ကိုင်ခဲ့တဲ့နိုင်ငံတွေချီးပဲဖြစ်နေတာပါအထူးသဖြင့် Saudi Arabia တနိုင်ငံတည်းကနေကိုဒေါ်လာ2ဘီလီယံတောင်ရင်းနှီးမြှုပ်နှံခဲ့တာပါဒီပမာဏက Affinity Partners ကုမ္ပဏီတစ်ခုလုံးကိုစတင်လက်ပတ်နိုင်ဖို့အဓိကမောင်းနှင်အားဖက်ခဲ့တယ်လို့တောင်ပြောလို့ရတယ်တစ်ဖက်ကကြည့်ရင်ဒါဟာ Saudi ဘက်ကသူ့အပေါ်မှာဘလောက်ထိယုံကြည်မှုရှိလဲဆိုတာကိုပြလိုက်တာပဲပို့ဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိတယ်ရင်းနှီးမြှုပ်နှံမှုတွေကအမြတ်ရမရAffinity Partners ကတော့စီမံခန့်ခွဲမှုအခကြေးငွေဆိုပြီး3နှစ်အတွင်းမှာဒေါ်လာ159တန်းတော့ရသွားခဲ့တယ်ဗျရှင်းပြောရင်ရင်းနှီးမြှုပ်နှံမှုတွေရှုံးနေရင်တော့ကုမ္ပဏီကတော့အမြတ်အဆုံးတွေတေချာပေါက်ရရင်ဆိုတဲ့သဘောပါပဲအဲ့ဒီတော့တကယ်ကိုအံ့ဩစရာအကောင်းဆုံးအချက်ကဒါပဲဗျဒေါ်လာတန်းပေါင်းများစွာအခက်ကြေးငွေတွေပေးထားရပါမယ်အမေရိကန်အထက်လွှတ်တော်ရဲ့စုံစမ်းစစ်ဆေးမှုအရာဆိုရင်ယင်းနှမြုံနှံသူတွေဟာအကျိုးအမြတ်တစ်ပြားတစ်ချက်မှာကိုပြန်မရသေးဘူးသူတို့ရင်းထားတဲ့ငွေတွေပေးလိုက်ရတဲ့အခက်ကြေးငွေတွေအကုန်လုံးကကုမ္ပဏီစီပဲရောက်သွားခဲ့တယ်ဆိုတဲ့အဲ့ဒီပဲပေါ့ဆိုတော့ဒီနေရာမှာဒီကိစ္စရဲ့အကြီးကပြဿနာရင်းမြစ်ကစလာပါပြီမစ္စတာကူချနာဟာတစ်ဖက်မှာအစိုးရရရှိတဲ့အနေနဲ့အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒကိုဖုံးဖော်နေတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးအတွက်အဲ့ဒီနိုင်ငံခြားဆိုရတဲ့ဇီကနေငွေတွေယူနေတာပါဒါကဥထုတ်နှလုံးကိုတပြိုင်တည်းစောင်းထားလို့ဖြစ်နေတာပေါ့ဗျာတစ်လုံးကအမေရိကန်ပြည်ထောင်စုကိုကိုစားပြုတဲ့တန်တမန်ဥထုတ်နောက်တစ်လုံးကတော့နိုင်ငံခြားအစိုးရရဲ့စီကပိုက်ဆံယူထားတဲ့စီးပွားရေးသမားဥထုတ်ဒီခန်းကဏ္ဍနှစ်ခုကြားမှာရှိတဲ့စီကမွန်ဝါပြီးပျောက်ကွယ်သွားခဲ့တယ်လို့ဆိုနိုင်ပါတယ်ဒီ channel ကိုစုံစမ်းစစ်ဆေးနေတဲ့အောက်လွှတ်တော်မှာ Jamie Riskin ကတော့ဒီ channel ကိုတိတိကျကျပဲထောက်ပြခဲ့ပါတယ်သူပြောတာကလူတယောက်ဟာတစ်ချိန်တည်းမှာတန်တမန်တယောက်လည်းဖြစ် Saudi ဘယင်စနစ်ရဲ့ငွေကြေးပေါ်မိခိုနေရသူတယောက်လည်းဖြစ်အဲ့လိုမျိုးတပြိုင်တည်းဖြစ်နေလို့မရဘူးဆိုပြီးတော့ပါပဲကဲဒီလိုထူးထူးခြားခြားအခြေအနေတွေတွေ့လာတော့အမေရိကန်ရဲ့ Congress လွှတ်တော်ကလည်းဒီအတိုင်းချီမနေနိုင်တော့ပါဘူးတရားဝင်စုံစမ်းစစ်ဆေးမှုတွေကိုစတင်ခဲ့ပါတော့တယ်ဒါကနိုင်ငံရေးရာအပြန်အလှန်ဆွဆွဲနေကြတာမျိုးမဟုတ်တော့ဘူးเนาะအမေရိကန်ထက်လွှတ်တော်ရဲ့ဘာနာရေးကော်မတီလို့တကယ်ကိုအာဏာရှိတဲ့အဖွဲ့အစည်းတခုကတရားဝင်စာရွက်စာတမ်းတွေတောင်းဆိုပြီးတော့ကိုစုံစမ်းနေတာဖြစ်ပါတယ်စုံစမ်းစစ်ဆေးသူတွေအဓိကထားပြီးကြည့်နေတဲ့အချက်တွေကတော့အကျိုးစီးပွားတွေထိတ်တိုက်တွေ့မှုဒါမှမဟုတ်ပဋိပက္ခတွေရှိခဲ့သလားနိုင်ငံခြားအစိုးရတွေက Trump မိသားစုပေါ်မှာဩဇာလွှမ်းမိုးဖို့ကြိုးစားနေသလားပြီးတော့အရေးကြီးဆုံးကယင်းနှမြုံမှုအကျိုးမဲ့ဘာမှမရှိဘဲနဲ့ဒီလောက်များတဲ့အခကြီးငွေတွေကောက်ခံတာကတော့တရားဥပဒေနဲ့ညီရလားဆိုတဲ့အချက်တွေပါပဲဒီအငင်းပွားမှုတွေစုံစမ်းစစ်ဆေးမှုတွေကစာရွက်ပေါ်မှာပဲရှိနေတာမဟုတ်ပါဘူးတကယ်လက်တွေ့မှာလည်းအကျိုးဆက်တွေရှိလာခဲ့ပါတယ်အထူးသဖြင့်ဆာဘီယာနိုင်ငံမှာဆိုရင်ဒီစီမံကိန်းတစ်ခုလုံးပြိုလိုက်သွားတဲ့အထီးကိုဖြစ်ခဲ့ပါတယ်
ဆာဘီးယားနိုင်ငံလီအမျိုးတော် Belgrade ကစီမံကိန်းကအစားမှာတော့အားလုံးအဆင်ပြေနေခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲပြည်သူတွေကပြင်းပြင်းထန်ထန်ကိုစန့်ကျင်ကန့်ကွက်လာကြတယ်။ဘာလို့လဲဆိုတော့အစိုးရကအဲ့ဒီအဆောက်အုံရဲ့တမိုင်းဝင်အဆင့်အတန်းကိုတရားမဝင်ဖျက်သိမ်းခဲ့တယ်လို့သူတို့ဆွဆွဲကြတာပါ။အခြေအနေတွေပိုဆိုးသွားလာကအစိုးရဝန်ကြီးတယောက်အဂတိလိုက်စားမှုနဲ့တရားစွဲခံလိုက်ရတဲ့အချိန်မှာပဲအဲ့ဒီနောက်တင်မကြခင်မှာပဲ Affinity Partners ကဒီစီမံကိန်းကနေလုံးဝနှုတ်ထွက်သွားပါတော့တယ် စီမံကိန်းကနေဘာကြောင့်နှုတ်ထွက်ရတယ်လဲဆိုတာကို Affinity Partners ကတရားဝင်ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ပါတယ်။သူတို့ရဲ့ပြောကြားချက်အရအသေးပဲရှိတဲ့စီမံကိန်းဆိုတာလူတွေကိုစိတ်ဝမ်းကွဲစေတာမျိုးထက်စူးစီးညီညွတ်စေတဲ့တယ်လို့ဆိုပါတယ်။ဒါဟာတနည်းအားဖြင့်ပြည်သူတွေရဲ့ကန့်ကွက်မှုတွေကြောင့်ပဲသူတို့ဆုတ်ခွာခဲ့ရပါတယ်ဆိုတာကိုတွေ့ဝိုက်ပြီးဝန်ခံလိုက်တာပါပဲ။ ကဲဒီအဖြစ်အပျက်ဒီအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အားလုံးအတွက်မိခွန်းတစ်ခုကြံခဲ့စေပါတယ်ပုဂ္ဂလိကရဲ့ဒဏအင်အားနဲ့အစိုးရရဲ့အာဏာတို့ပေါင်းစပ်သွားတဲ့အခါနောက်ဆုံးမှတကယ်အတောင်ကိုဘယ်သူတွေကပေးဆက်ရလိမ့်ရှိတယ်လဲဆိုတဲ့မိခွန်းပါပဲ